မိတ်ဆွေဒါလေးစဉ်းစားကြည့်နော်ပညာရေးရဲ့ရန်သူကကျောင်းတွေဖြစ်လာပြီးတော့မှလုံခြုံရေးရဲ့ရန်သူကကာကွယ်ရေးအဖွဲ့အစည်းတွေဖြစ်လာတတ်တယ်တရားဥပဒေစိုးမိုးရေးရဲ့ရန်သူကအစိုးရဖြစ်လာပြီးတော့မှကျန်းမာရေးရဲ့ရန်သူကစေဝါကုမ္ပဏီတွေဖြစ်လာတတ်တယ်ချစ်ခင်ဆုံမဲ့ပေါင်းတင်ဖို့အတွက်ရန်သူကအိမ်တော်ရေးဖြစ်နေတတ်ပြီးတော့မှတရားရဖို့ရန်သူကတရားဟောဆရာဖြစ်နေတတ်တယ်ဒါကတစ်ကမ္ဘာလုံးမှာဖြစ်နေရဖြစ်ပျက်တွေလို့ပြောရဲဆိုလို့ရှိရင်မမအောင်လို့ထင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘဝမှာပထမမူအခြေပြုစဉ်းစားခြင်းလို့ခေါ်တဲ့ first principle thinking ကိုအသုံးမပြုဘူးဆိုရင်ရည်ရွယ်ချက်နဲ့ဖြစ်နေတာနဲ့ပြောင်းပြန်ဖြစ်သွားနိုင်တယ်။ကြားထဲမှာလွတ်ထွက်သွားနိုင်တယ်။ဒါကြောင့်မလို့အရေးကြီးတာတခုခုဆိုရင်ငါဘာကြောင့်မလို့ဒီဥစ္စာလောရတာလဲဆိုတာပြန်မေးဖို့အရေးကြီးရလို့ထင်ပါတယ်။ဆိုတော့ဘယ်လိုမြင်လဲမသိဘူး။စဉ်းစားမိရအောင်ဒီကို comment မှာရေးကြလို့ရရင်ရေးခဲ့ပြီးပေါ့။ဆုံးဖြတ်ကြည့်ပေးကြောင်းကျေးဇူးတင်ပါတယ်။မင်္ဂလာရှိလို့နေလေးဖြစ်ပါသည်။